10 စာမှုပွဲပြီးပြီဆိုတော့ခရီးတွေထွက်ဖို့စဉ်းစားနေတယ်မမတွေညီမလေးတွေအတွက်မမေကဒီကောင်ဝင်လေးနဲ့မိတ်ဆက်ဒါဆိုရင်ကန်းချီတဲ့ဆိုရင်အရန်ကိုလိုက်ဖက်တဲ့ခက်ရှင်လေးပေါ့သူကချီနေမဟုတ်နဲ့စပန်လေးမလို့အရန်ကိုလွတ်ကောင်းပြီးတော့ပေါ့တက်တောင့်တရှိစီမှာပေါ့နော်သူကနောက်မှလည်းဒီလိုအတွင်ကလေးတွေပါတယ် adjustment လေးတွေပါတာမို့လို့ပေါ့နော်ခနာကိုဆိုရင်ပေါ့ရင်44လောက်ထိကိုကောင်းရပါတယ်ပေါ့နော်လက်ကလေးကဆိုလဲလက်ဖောင်းလေးနဲ့ဒီလိုအရန်ကိုချစ်စရာကောင်းပြီးတော့ကန်းချီ fashion နဲ့အရန်ကိုလက်ဖက်တဲ့ဒီဇိုင်းကလေးပါနော်ကန်းချီကိုသွားမယ်ဆိုရင်တော့ဒီလိုဒီဇိုင်းလေးတွေကလည်းမဖြစ်မရှိလေးပါပဲနော်အားကြောင့်မလို့မင်းနဲ့ရဲ့မမတွေညီမလေးတွေ fashion အတွက်ကိုခေါင်းမစားရအောင်လို့မင်းတို့ပိတ်ကနေပြီးတော့ကန်းချီနဲ့လိုက်ဖက်တဲ့ fashion လေးတွေကိုပြပေးသွားမယ်ပေါ့နော်ဒါလေးကတော့ဒီဟာကအယောင်က4ရောင်လာတယ်ရင်အားဆိုရင်44ထိကိုရတယ်ပေါ့နော်သူကအရှိဆိုရင်ချီမျက်စိထီတောင်ရှိရရှေ့အားဆိုမင်းဆိုရင်အရက်က9ပေရှိရချီမျက်စိထီတောင်မှတော့ရှိရပေါ့နော်အတွင်ကလေးတွေနဲ့အရန်ကိုလှပြီးတော့ပင်လယ်ပြင်ကြီးနဲ့တသားတဲ့ကြာနေမဲ့ fashion လေးပဲဖြစ်ပါတယ်ဒါကြောင့်မလို့မင်းရဲ့မမတွေညီမလေးတွေကန်းချီကိုသွားမယ်ဆိုရင်တော့မင်းတို့ဆိုင်ကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်တယ်နော်